ကျွန်တော်တို့ရဲ့ဘိုးဘွားလေးတစ်ချိန်ကရက်တီခဲမီးပေါ်မှာလေတိုက်ခတ်လာပါလေဒီနေ့ဟာတာမန်နေ့မဟုတ်ပါဘူးမွန်အမျိုးသားနေ့ပါကျွန်တော်တို့မွန်လူမျိုးနေ့ဟာမျိုးဆက်တစ်ခုကနေနောက်မျိုးဆက်တစ်ခုအထိကျွန်တော်တို့ရဲ့အိမ်လေးကိုနှလုံးသားတစ်ခုတည်းနဲ့စွန့်ခွာခဲ့ကြပါတယ်ကျွန်တော်တို့ရဲ့အမှတ်အသားဂုံတိတ်ခါနဲ့အတိတ်ကသွေးနဲ့စွန့်လွတ်မှုတွေကိုကိုစားပြုတဲ့အမျိုးသားအလံကိုကြွားပြုဖို့အလံတိုင်းစီကိုဥတီခဲ့ကြပါတယ်။အလံဟာကောင်းကင်ထဲကိုဖြည်းဖြည်းချင်းဝီယမ်းနေချိန်မှာကျွန်တော်တို့ရဲ့နှလုံးသားတွေမြင့်တက်လာပါတယ်။အခမ်းအနားတော်သားမကပဲအချိန်တွေပြောင်းလဲနေပေမဲ့ကျွန်တော်တို့ရဲ့မွန်အမတ်အသားဟာပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာကိုသတိပေးဖို့အတွက်ကျွန်တော်တို့ဟာတိတ်ဆိတ်စွာရိုသေလေးစားစွာရပ်နေကြပါတယ်။ဒီနေ့ကျွန်တော်တို့ဟာမွန်လူမျိုးတွေဖြစ်ပြီးကျွန်တော်တို့နိုင်ငံအတွက်ဂုဏ်ယူကြောင်းကဘာကိုပြောပြဖို့အလံကိုရိုသေလေးစားစွာရပ်နေကြပါနဲ့